မင်းကလေးသည်တန်ဖုံးကြီးကလက်ခံခဲ့သောနောက်ဆုံးပေါ်တပည့်တစ်ဖြစ်သည်သို့တော်ဝူကောင်အတွက်တော့အလုံးမကျေနပ်ပါအန်နီသည်မိမိ၏တဘာဝအမှန်ကိုဖုံးကွယ်ထားသောနတ်ဆိုးတူဖြစ်နိုင်သည်ဟုသူတန်တရားရှိနေခဲ့သည်ထို့ကြောင့်ဝူကောင်ကနတ်ဆိုးကိုဖော်ထုတ်နိုင်သောမိမောင်းကိုအန်နီ၏ရှေ့တွင်ထောင်းလိုက်သည်မထင်မှတ်ပဲအန်နီမှာလုံးဝမကြောက်ရွံ့ခဲ့သလိုမိမောင်းထဲတွင်လည်းအထူးဆန်းတစုံတရာမပေါ်လာခဲ့ပါဝူကောင်ကမိမောင်းပြတ်သွားပြီဟုထင်မြင်ပြီးမိမိကိုယ်တိုင်ကိုမိမောင်းဖြစ်ကြည့်လိုက်သည်ထိုအခါသူမြင်လိုက်ရသောအရာကြောင့်မိမိယုံကြည်ထားသမျှအားလုံးကိုတန်တရားဝင်စေသွားခဲ့သည်တန်ဖုံးကြီးသည်အမြန်ဆန်လာရောက်ပြီးဝူကောင်ကိုစူပူပြောဆိုလိုက်သည်တိုးတော်ဝူကောင်မှလက်မခံနိုင်သေးပဲအမှန်ကိုတက်တည်ပြရန်အတွက်အန်နီ၏လက်မောင်းကိုဖျက်၍တွေးတစ်ဆက်ဖြင့်စမ်းတက်လိုက်သည်တိုးတော်ထိုတွေးတစ်ဆက်မှလည်းမြည်သည့်အထူးပြုလုပ်မှုမှမပေါ်ပေါက်ခဲ့ပါဝူကောင်သည်ယုံကြည်မှုကိုမလွတ်နိုင်သေးသဖြင့်အန်နီကမိမိ၏အပြစ်ကင်းစင်မှုကိုတက်တည်ပြရန်အတွက်သူတို့ကိုမိမိရွာသို့ပြန်ခေါ်သွားခဲ့သည်ရွာသို့ရောက်သောအခါအန်နီ၏မိသားစုဝင်များကသူတို့ကိုအလွန်နှွေးထွေးစွာကြိုဆိုခဲ့ကြသည်တိုးတော်ဝူကောင်ကကြည်လေအရာရာသည်မမှန်ကန်တကယ်သို့ခံစားလာရပြီးသူတို့အားလုံးမှာနတ်ဆိုးများဖြစ်ကြောင်းတေချာယုံကြည်သွားခဲ့သည်ထို့ကြောင့်သူတို့ကိုတိုက်ခိုက်ရန်တောင်စတင်လိုက်သည်ထိုအချိန်တွင်တန်ဖုံးကြီးကအမြန်ဝင်ရောက်တားဆီးခဲ့သည်ဝူကောင်ကမိမိ၏တန်တရားများကိုရှင်းပြရန်ကြိုးစားခဲ့တော်လဲတန်ဖုံးကြီးကမယုံကြည်ခဲ့ပါထို့ပြင်ဝူကောင်ကိုထိုးနှက်တယ်လို့ထိခိုက်စေသောစကားများကိုပါပြောကြားခဲ့ရာထိုစကားများသည်ကိုထိခိုက်မှုထက်တောင်ဝူကောင်၏စိတ်ကိုပိုမိုနာကျင်စေခဲ့သည်ထိုအခါဝူကောင်သည်အလွန်စိတ်ပြတ်သွားပြီးတန်ဖုံးကြီးကိုချက်ချင်းလက်လွတ်ထားကာထိုနေရာမှထွက်ခွာသွားခဲ့သည်နောက်ပိုင်းတွင်တန်ဖုံးကြီးနှင့်အန်နီတို့တောင်ပေါ်တွင်စကားပြောနေစဉ်အတွင်းဝူကောင်ကအခွင့်အရေးကိုအသုံးချကာအန်နီ၏ရွာကိုတွားရောက်၍တက်တက်ဖျက်ဆီးလိုက်သည်တန်ဖုံးကြီးအလင်းအမြန်ပြန်ရောက်လာသောအခါရွာတရွာလုံးသည်အပြိုပြက်များဖြင့်ပြည့်နှက်နေပြီးအကုန်လုံးဖျက်ဆီးခံထားရပြီးသားဖြစ်နေခဲ့သည်ထိုအချိန်တွင်ပင်ဝူကောင်သည်အန်နီကိုတက်ရန်ကြိုးစားနေစေဖြစ်နေသည်ကိုမြင်လိုက်ရသည်ထို့ကြောင့်တန်ဖုံးကြီးကဝူကောင်ကိုထိန်းချုပ်ရန်မန်တန်ကိုအမြန်ရွတ်ဆိုလိုက်သည်တိုးတော်ဝူကောင်ကမိမိ၏ပါးစပ်ကိုပိတ်ကာမန်တန်ကိုရွတ်ဆိုနိုင်ခြင်းမရှိအောင်လုပ်လိုက်သည်ထို့နောက်ဝူကောင်သည်မိမိရင်ထဲတွင်စူးစီးထားခဲ့သောနာကျင်မှုနှင့်ဒေါသအလုံးကိုတန်ဖုံးကြီးပေါ်သို့အပြေးအဝထုတ်ပေါ်ပေါက်ပါလိုက်သည်ဝူကောင်၏လက်အောက်တွင်တန်ဖုံးကြီးတက်ခံရတော့မည့်အချိန်ခါတွင်အန်နီကထပ်မံမခံနိုင်တော့ဘဲနောက်ဆုံးတွင်အမှန်တရားကိုဖွင့်ဟပြောကြားလိုက်သည်အန်နီသည်အဖြူလို့များမှပေါ်ထွန်းလာသောနတ်ဆိုးတူဖြစ်ကြောင်းထို့ကြောင့်မြည်သည့်မန်တန်ကိရိယာများမှသူမအပေါ်အကျိုးသက်ရောက်မှုမရှိခဲ့ကြောင်းကိုဝန်ခံလိုက်သည်ထို့ပြင်ရွာတရွာလုံးသည်သူမဖန်တီးထားသောမျက်လက်အလွတ်တစ်ခုသာဖြစ်ကြောင်းလည်းဖော်ပြခဲ့သည်အန်နီသည်ဒူးထောက်ကတောင်းပန်ခဲ့တော်လဲဝူကောင်မှသူတို့ကိုခွင့်လွှတ်ရန်စိတ်မရှိခဲ့ပါထိုခဏတွင်မိမိအမှန်တကယ်သောပုံစံကိုဖော်ထုတ်ကာတန်ဖုံးကြီးကိုဖမ်းဆုပ်ပြီးတစ်ချက်တည်းဖြင့်ညှိုးချလိုက်သည်ထိုအချိန်မှာပင်အရာအလုံး၏နောက်ွယ်မှအစီအစဉ်ဆွဲသူအမှန်တကယ်ပေါ်ထွက်လာခဲ့သည်ထိုသူမှာမော်ကုန်းမိခင်ကိတ်ဖြစ်ပြီးဝူကောင်နှင့်တန်ဖုံးကြီးကြရှိယုံကြည်မှုကိုဖျက်ဆီးရန်အန်နီအားအမိန့်ပေးခဲ့သူဖြစ်သည်တိုးတော်ဝူကောင်ကလုံးဝတုံ့ပြန်မှုမပြုခဲ့ပါကိတ်ကမိမိအနိုင်ရပြီဟုထင်မြင်နေချိန်တွင်ပင်ဝူကောင်ကရုတ်တရက်တန်ဖုံးကြီးကိုပြန်လဲထွေးထုတ်လိုက်သည်အမှန်တကယ်တော့ဝူကောင်နှင့်တန်ဖုံးကြီးတို့သည်အရာအလုံးကိုအစောကြီးကတည်းကသိမြင်ထားပြီးသားဖြစ်ကာကိတ်ကိုမိမိကိုယ်တိုင်ပေါ်လာစေရန်ရည်ရွယ်ချက်ဖြင့်ထောင်ချောက်တစ်ခုကိုရည်ရွယ်ချက်ရှိရှိချထားခဲ့ကြခြင်း